ဂျပန်တလားစာမြန်မာတနစ်စာလို့ပြောတဲ့အမကြီးကျမတို့ဆဲအုပ်တုပ်ကြောင်းလို့ရှိရင်2လကြောင်းလို့ရှိရင်330မြတ်တယ်နော်ရှင်တို့သိလားဘသူပြောရတော့မြန်မာပြည်တစ်နှစ်လောက်စာမြန်မာဂျပန်တလားစာပဲရှိရလို့ဆဲအုပ်တုပ်ကြောင်းလို့ရှိရင်2လဆိုလို့ရှိရင်330မြတ်တယ်တဲ့ကျမလည်းတခြားတော့မသိပါဘူးရွာလူတွေပြောတာရှင်တို့ဂျပန်မှာပတ်ဆိုင်ရတာမဟုတ်ဘူးကျမတို့ရွာမှာလည်းရှာတဲ့ဖွေတဲ့လောက်ကင်စားတောက်တယ်လို့ရှိရင်ပတ်ဆိုင်ရတယ်ဟိုမှာကြီးဆဲအုပ်အဲ့စိတ်အထီးတကောင်ရလို့ရှိလို့ရှိရင်လည်း9သိန်းတော့တာလေးပဲသိလားကိုပိုင်အလုပ်သူများအလုပ်တော့မဟုတ်ဘူးနော်ကိုပါကိုစိတ်ချမ်းတဲ့လွတ်လိုက်တော့တဲ့စိတ်ကြောင်းလေးထွက်လိုက်ပြန်လိုက်သွန်းလိုက်အေးဆေးပြန်ရောက်ပြီဆိုအိတ်နေလို့ရတယ်သူများအလုပ်လို့ပြောဆိုမခံရဘူးကိုပိုင်အလုပ်လေးဆိုတော့ကျမတို့လည်းရင်တော့သူများအလုပ်လုပ်ခဲ့ရပါဒါပေမဲ့ရှင်တို့ဖင်ကောင်းဝင်ကျဲတယ်ဂျပန်တလားစာကိုမြန်မာပြည်တစ်နှစ်စာပြောရဲလူမကြည့်နဲ့ဘူးဆဲဟုတ်တုပ်ကြောင်း330ရတယ်လို့ပြောပေးအောင်ရမ်းစိတ်ဆိုးတယ်ဟမ်ဘသူပြောရတော့အဲ့လိုပြောတယ်ကျွန်မပေါ်ကားချခြင်းတယ်နော်ဒါပဲ